သွားနေတာကတော့ဂျပန်နိုင်ငံမှာရှိရဲ့flower park ကိုပေါ့နော် flower park ကိုဆိုတာ flower ဒီပန်းခြံကိုသွားနေရပါဂျပန်နိုင်ငံမှာရှိရဲ့ပန်းခြံကိုသွားနေရပါအဲ့မှာဆိုရင်ပန်းတွေအများကြီးရှိပါတယ်အရင်လည်းလာပါတယ်အရင်ကိုစီကားပါတယ်လူတွေလည်းအများကြီးပေါ့နော်ဒီပန်းလေးဆိုရင်လည်းရန်ကိုရှိဖို့ကောင်းပါတယ်ရောင်စုံပေါ့နော်ပန်းလေးတွေရန်ကိုအသက်ဝင်လှုပ်ရှားနေပါတယ်ရန်လည်းလာပါတယ်သူတို့နိုင်ငံရဲ့နေရာမှာတကယ်ချင်းခဏထန်နေရာမှာခဏထန်အောင်ကောင်းနေမှုတော့ကြောက်တတိယသွားပြီ